Hello Ella Story Creator မှာဖန်တီးထားတဲ့ပုံပြင်လေးကိုကြိုက်ရင် like ပေးခဲ့ပါနော် Hero ဟိုရှိတုန်းကတောင်တန်းမြစ်များနဲ့မိုးခိုးမြစ်တွေကြားမှာဝီလိုမီယာဆိုတဲ့ရွာလေးတစ်ရွာရှိခဲ့တယ်။အဲ့ဒီရွာဟာတာယာငြိမ်သက်ပေမဲ့ရွာနောက်ဘက်မှာရှိတဲ့ငွေရောင်တောကြောင့်လူတွေအမြဲတမ်းအနေငယ်ကြောက်ရွံ့နေကြတယ်။ညရောက်တိုင်းတောထဲကငွေရောင်လင်းတွေလင်းလာပြီးလေတိုးတန်တွေကလူစကားလိုကြားရတတ်တယ်။အဲ့ဒီတော့မှမာယာတွေရှိတယ်လို့လူကြီးတွေပြောကြပြီးကလေးတွေကိုမဝင်ဖို့တတိပေးကြတယ်။ဒါပေမဲ့ရွာထဲမှာအယ်လီနာဆိုတဲ့မိန်းကလေးလေးတစ်ယောက်ရှိတယ်။သူမကကြောက်ရွံ့မှုထက်ကျင်နာမှုပိုများတဲ့ကလေးတယောက်အယ်လီနာကသူမကိုစောင့်ရှောက်တဲ့အဖိုးနဲ့အတူနေထိုင်နေ။တနေ့မှာအဖိုးကချောင်းရမ်းဆိုးလာပြီးအားလုံးဆရာဝန်တောင်မကူညီနိုင်တော့ဘူး။အဲ့ဒီညမှာခရီးသွားအဖိုးကိုတယောက်ရွာကိုရောက်လာပြီးမီးပူပေးမှထိုင်ရင်းပုံမြင်တစ်ပုတ်ပြောပြတယ်။ငွေရောင်တော့အတွင်းမှာမာယာမီလင်းအိမ်တစ်လုံးရှိတယ်။စိတ်တန့်ရှင်းတဲ့သူသားတွေ့နိုင်ပြီးအဲ့ဒီအလင်းကနာကျင်မှုတွေကိုကုသနိုင်တယ်လို့ဆိုတယ်။အယ်လီနာမျက်လုံးတွေတောက်ပသွားတယ်။အဲ့ဒီညတင်ပဲသူမအိတ်သေးလေးယူပြီးအဖိုးအိတ်နေတဲ့အခန်းကိုတိတ်တိတ်လေးကြည့်ပြီးကျမပြန်လာမယ်လို့တိုးတိုးပြောပြီးတောဘက်ကိုရှောက်သွားတယ်။တောထဲဝင်သွားတဲ့အခါလေတိုးတန်တွေတိရွက်တွေကြားတီးတိုးမြည်လာတယ်။မိုးလေးမဟုတ်ပေမဲ့လမ်းတစ်လျှောက်ငွေရောင်အလင်းတွေပေါ်နေတဲ့ရုတ်တရက်သူမရှိမှငွေရောင်ရောင်မြေခွေးတစ်ကောင်ပေါ်လာတယ်။သူ့အမွေးတွေလမ်းမင်းလင်းလိုတောက်နေတယ်။မင်းမကိုရှာနေတာလဲလို့တိတ်တိတ်လေးမေးတယ်။အယ်လီနာမကြောက်ပဲပြန်ဖြေတယ်။အဖိုးကိုကဲဖို့မီလင်းအိမ်ကိုရှာနေတာပါ။မြေခွေးကသူမကိုအချိန်ကြာကြာကြည့်ပြီးဒီတော့ကလူတွေရဲ့စိတ်ကစမ်းတက်တယ်လို့ပြောပြီးလမ်းပြသလိုရှေ့ကိုရှောက်သွားတယ်။ခရီးကလွယ်မဟုတ်ခဲ့ဘူး။သူမအစာငတ်နေတဲ့ငှက်ကလေးကိုသူ့အစားအစာမျှဝေပေးခဲ့တယ်။စူးပင်နဲ့ပိတ်မိနေတဲ့သမင်ကိုအချိန်ကြာကြာကဲတင်ပေးခဲ့တယ်။လမ်းပြောက်ပြီးငိုနေတဲ့ဝေးအုပ်လေးကိုလမ်းမင်းလင်းစီတို့ပို့ခဲ့တယ်။အဲ့ဒီအချိန်တိုင်းမီးလင်းအိမ်ကိုရှာဖို့အချိန်နောက်ကျနေတယ်ဆိုတာသိပေမဲ့သူမမကူညီပဲမသွားနိုင်ခဲ့ဘူး။နောက်ဆုံးမှာတောလယ်ရှိတိတ်ဆိတ်တဲ့မြက်ခင်းတစ်ခုကိုရောက်လာတယ်။အဟောင်းဆုံးတစ်ပင်ကြီးပေါ်မှာတောက်ပနေတဲ့မီးလင်းအိမ်တစ်လုံးချိတ်ထားတယ်။သူမလက်ဖြစ်ထိလိုက်တဲ့အချိန်အလင်းကတဖြည်းဖြည်းပိုတောက်လာပြီးအတန်တစ်ခုကြားရတယ်။မင်းကရဲရင်ပြီးစိတ်ထားမြင့်မြတ်လို့မင်းကိုရွေးချယ်ခဲ့တယ်။မီးလင်းအိမ်ကလင်းသွားပြီးသူမလက်ထဲစီးဝင်သွားတယ်။အယ်လီနာအိမ်တို့ပြန်ရောက်တဲ့အခါမိုးလင်းနေပြီးသူမအလင်းကိုအဖိုးဘေးမှာထားလိုက်တယ်။ကုံနွေးတဲ့အလင်းရောင်ကအခန်းတစ်ခန်းလုံးပြန်သွားတယ်။တဖြည်းဖြည်းအဖိုးရဲ့အသက်ရှူပြန်တည်ငြိမ်လာပြီးမျက်လုံးဖွင့်လိုက်တယ်။အယ်လီနာလို့အနူးညံ့ဆုံးအတန်နဲ့ခေါ်တယ်မနဲ့ရောက်တော့မီးလင်းအိမ်မရှိတော့ဘူး။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးငွေရောင်တောကိုလူတွေမကြောက်တော့ဘူး။တောထဲကအလင်းဟာအရင်ထက်ပိုနူးညံ့လာပြီးရွာသားတွေနားလည်သွားကြတယ်။မာယာများတယ်ဆိုပြီးအစွမ်းထက်တဲ့ပစ္စည်းလွယ်လွယ်ရမယ်ဆိုပြီးမရှိပါဘူး။မာယာများလဲစိတ်ထားကောင်းပြီးကျင်နာတဲ့လူတွေ့ရင်အရာရာဖြည့်ရှင်းနိုင်တယ်ဆိုတာအယ်လီနာကတက်သေးပါချွင်းချက်အနေနဲ့ရဲရင်ပြတ်သားတာလဲပါတယ်။အယ်လီနာကတော့အရင်လိုပဲရိုးရိုးရှင်းရှင်းနေထိုင်ခဲ့တယ်။ဒါပေမဲ့သူမလျှောက်ခဲ့တဲ့လမ်းကြောင်းတောတစ်ခုလုံးပြောင်းလဲသွားခဲ့တယ်။သင်ခန်းစာကတော့ရဲရင်ကျင်နာမှုစိတ်ထားမြင့်မြတ်မှုတွေကအလင်းမရှိတဲ့နေရာတွေကိုတောင်လင်းပေးနိုင်တယ်။ပုံမြင်လေးကတော့ဒါပါပဲမင်းအဖိုးယောဂခံစားတော့ကဒီလိုမီးလင်းအိမ်ရှိရင်အခုထိအသက်ရှိနေမှာလို့စူးစမ်းမိပါရဲ့ဒီပုံမြင်လေးကမင်းဖန်တီးထားတာပါ Story Creator by Ella ပါမင်းကပုံမြင်လေးတွေကိုကြိုက်ရင် like ပေးခဲ့နော် bye bye